ပါဝင်ပစ္စည်းလေးတွေအရန်ကိုလွယ်ကူရုပ်ရှင်နဲ့ဒီလိုမျိုးအန်စာတောင်းမုံလေးတွေကိုလှူစားခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးကိုစားဆုံးကြည့်ပြီးတော့ပါနော်။ရုံဆုံးကလပ်ပဲကိုပြုံမယ်ပြုတ်ပြီးသွားလို့ရှိရင်ကျိတ်မယ်ကျိတ်ပြီးသွားလို့ရှိရင်အဲ့အလေးကိုယူထိုးမယ်ပေါ့နော်။ပဲယူလေးထိုးတဲ့ခါမှာလည်းတကြားစစ်စစ်ကိုပဲသုံးနှာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးလေးလည်းချောင်းမဆိုးပဲစားလို့ရပါတယ်။ပဲယူထိုးတဲ့ခါမှာဒီလိုမျိုးစီးပိုင်နေအောင်ရေမကြံတော့အောင်ထိုးပြရမယ်နော်။ထိုးပြီးသွားလို့ရှိရင်တော့ဂျုံလေးနယ်ပြီးနှက်ထားပါအောင်မယ်ရှင်ဂျုံလေးနယ်ပြီးသွားလို့ရှိရင်ပဲလေးကိုအန်စာတုံးပုံစံမျိုးလေးတွေဖြစ်အောင်လို့ပဲနဲ့ဂျုံလေးကိုပုံမို့သွင်းပါမယ်မို့သွင်းပြီးတဲ့အခါကျလို့ရှင်တော့ဒီလိုမျိုးလေးအပူပေးပြီးတော့စားလို့ရပါပြီရှင်တသားတို့လည်းအရန်ကြိုက်ပါတယ်ကလပ်ပဲစစ်စစ်နဲ့လောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့လဲစားလို့လည်းအရန်ကောင်းပါတယ်ရှင်ဒီလိုမျိုးလေးတွေကိုအိမ်မှာကိုယ်တိုင်လှူစားခြင်းတဲ့သူလေးဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လိုက်လှူစားကြည့်ကြပါနော်ကိုယ်တိုင်လှူစားခြင်းတဲ့သူလေးရကျမစီမှာဝယ်စားလို့ရပါတယ်ရှင်